မင်္ဂလာပါတငယ်ချင်းလေးတို့ရေတရေကောင်းလေးမောင်မောင်နဲ့လူသားစားတဲ့ဘီလူးကြီးအကြောင်းပြောပြပေးမယ်နော်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအေယာရီမီရဲ့အရှိဘတောတောင်ထူထပ်တဲ့နေရာမှာတာယာကုန်းဆိုတဲ့ရွာလေးတွေရှိခဲ့ပါတယ်ဒီရွာလေးဟာအပြစ်မှန်းကြည့်ရင်တော့အေးချမ်းလာပါတယ်ဒါပေမဲ့တဘာဝတရားရဲ့စိမ့်လန့်မှုတွေအောက်မှာကြောက်မက်ဖွယ်ကောင်းတဲ့တရဝါကြီးတစ်ကောင်ခိုးအောင်နေတယ်ဆိုတာကိုတော့ရွာသားတွေဟာပုံမြင်တပုတ်လိုပဲမှတ်ယူထားခဲ့ကြတာပါဒီရွာလေးမှာမောင်မောင်ဆိုတဲ့လူငယ်လေးတစ်ယောက်ရှိပါတယ်။သူ့ရဲ့လက်ထဲမှာတော့သူ့ဖခင်စီကအမွေရခဲ့တဲ့ငွေရောင်လျက်စီးလို့အမေရတဲ့လန့်တစင်းရှိနေပါတယ်။ဒီလန့်ဟာရိုးရိုးလန့်မဟုတ်ပါဘူး။တတိရှိသူရဲ့လက်ထဲမှာသာတောက်ပတဲ့အစွမ်းတတိတွေရှိတယ်လို့ဆိုကြပါတယ်။မောင်မောင်ဟာဒီလန့်ကိုကင်ပြီးရွာသားတွေကိုကာကွယ်ဖို့အမြဲအသင့်ပြင်ထားသူဖြစ်ပါတယ်။တနေ့မှာတော့ကန်ကျမရဲ့အလှည့်အပေါင်းကစတင်ခဲ့ပါပြီ။နေမင်းကြီးဟာတောင်နှင်းတွေရဲ့အနောက်ဘက်ကိုငုတ်ရွှဲသွားပြီးအမောင်တို့ဟာကပ္ပမီကိုစတင်ဝှားမြူလိုက်ပါပြီ။မောင်မောင်ရဲ့အရေးကြီးဆုံးတငယ်ချင်းကြော်ကြော်ဟာတောဆက်ကနေပျောက်ကွယ်သွားခဲ့ပါတယ်။ကြော်ကြော်ရဲ့အော်ဒန်ဟာတောနက်ကြီးထဲမှာပဲ့တင်ထသွားပြီးတရွာလုံးကိုတုန်လှုပ်သွားစေခဲ့ပါတယ်။ရွာသားတွေရဲ့ရင်ထဲမှာတော့အတိတ်ကကြောက်စရာပုံပြင်တွေဟာအမှန်တကယ်ဖြစ်လာပြီဆိုတာကိုသိလိုက်ကြပါပြီ။လူသားစားဖီလူကြီးပြန်လာပြီ။ဒါပေမဲ့ဘသူမှတောတဲ့ကိုလိတ်မရှာရကြပါဘူးလူတိုင်းဟာမိမိတို့ရဲ့အိမ်တကားတွေကိုကြက်ကြက်ပိတ်ပြီးအမောင်တူတဲ့ကဘီလူကြီးရဲ့ခြေတံကိုရင်တထိတ်ထိတ်နဲ့နားဆွနေကြရပါတယ်မောင်မောင်အထွတ်ကတော့ငြိမ်နေဖို့ဆိုတာမထင်နိုင်ပါဘူးသူ့ရဲ့တငယ်ချင်းဒုက္ခရောက်နေတာကိုသူသိနေပါတယ်သူဟာသူ့ရဲ့ငွေရောင်လှန်ကိုကြစ်ကြစ်ပပောင်စုတ်ကိုင်းရင်အမောင်တူတဲ့ကိုခြေလန်းလိုက်ပါတယ်ရွာသားတွေကသူ့ကိုဝိုင်းတားကြပြီးမြဲမောင်မောင်ရဲ့မျက်လုံးထဲမှာတော့ကြောက်ရွံ့မှုထက်ဆုံးဖြတ်ချက်ကပိုပြီးခိုင်မာနေတာကိုတွေ့ရပါတယ်။တောအုပ်ကြီးဟာညင်းနဲ့လီပိုပြီးကြောက်စရာကောင်းလီပါပဲ။တစ်ပင်တွေကလက်မောင်းကြီးတွေလိုမောင်မောင်ကိုဖမ်းဆီးဖို့ကြိုးစားနေတဲ့အောင်ရှိပါတယ်။လေတိုက်တန်တွေကြားမှာဘီလူကြီးရဲ့ဟင်းတန်ကြီးပါလာသလိုမောင်မောင်ခံစားနေရပါတယ်။ဒါပေမဲ့သူ့လက်ထဲကလှန်စီကထွက်ပေါ်နေတဲ့အေးမြရဲ့အရှိန်အဝါကသူ့ကိုခွန်အားတွေပေးနေတာပါနောက်ဆုံးမှာတော့မောင်မောင်ဟာတေးမင်းရဲ့တကားဝတ်ဘီလူကူကြီးရှိကိုရောက်ရှိလာပါပြီကူဝမှာတော့ကြော်ကြော်ရဲ့အဝတ်အစားစလေးတွေတန်ကျဲနေတာကိုမြင်လိုက်တဲ့အခါမောင်မောင်ရဲ့သွေးတွေဟာစူပွက်လာပါတယ်သူဟာလှန်ကိုအသင့်ပြင်ပြီးအမောင်တို့တွေကိုတလန်းချင်းတိုးဝင်သွားခဲ့ပါတယ်ကူရဲ့အနက်ရှင်းဆုံးနေရာမှာတော့တောင်တလုံးလောက်ကြီးမားတဲ့ဘီလူကြီးဟာသူ့ရဲ့အစာအထက်ပြင်ဆင်နေပါတယ်ကြော်ကြော်ဟာကြောက်လန့်တပါငိုယိုနေပေမဲ့ဘီလူကြီးကတော့ဂယုမဆိုင်ပါဘူးအဲ့ဒီအချိန်မှာပဲမောင်မောင်ဟာအမောင်တို့တွေကထွက်လာပြီးဘီလူကြီးကိုစိန်ခေါ်လိုက်ပါတယ်ဟေးဘီလူယုတ်ငါတငယ်ချင်းကိုအခုချက်ချင်းလွတ်လိုက်မဟုတ်ရင်ဒီလန့်ပြားကမိရဲ့ရွှင်းဘက်ကိုဖောက်ထွက်သွားလိမ့်မယ်ဟာဟာဟာလူသားလေးတယောက်ကငါ့ကိုလာစိန်ခေါ်တာလားမိရဲ့လန့်လေးကငါ့အတွက်တော့တွားကြထိုးတန်းလောက်ပဲရှိတယ်ဒီထိတ်ထဲမှာတော့လှန်ဟာဘီလူကြီးရဲ့ခြေထောက်အောက်မှာပိတ်မိနေပါပြီ။မောင်မောင်တယောက်လက်နံမဲသွားတဲ့အခြေအနေမှာဘီလူကြီးရဲ့အေးရမှပါးဆက်ကြီးကမောင်မောင်ကိုဝါမျိုးဖို့ဟလိုက်တော့ပါပြီ။မျော်လင့်ချက်တွေမှိန်းနေရဲ့အမှန်ကူထဲမှာမောင်မောင်ဟာတေမင်းရဲ့အငွေအသက်ကိုအနီးကဆုံးထန်စားနေရပါရဲ့။သူ့ရဲ့အဖိုးတန်လန်ဟာဘီလူကြီးရဲ့ခြေထောက်အောက်မှာပိတ်မိနေပြီးသူ့ရဲ့ခွန်အားတွေကလည်းကုံဆုံးလိုနေပါထွတ်နေပါပြီ။ဒါပေမဲ့တရေကောင်းတယောက်ရဲ့စစ်ရန်ကျဲခွန်အားကလက်နက်မှမရှိတာပဲဘယ်တော့မှအရှုံးမပေးတဲ့နှလုံးသားမှာရှိတယ်ဆိုတာကိုဘီလူကြီးမသိသေးပါဘူးရှိုတီယယ်မောင်မောင်ရဲ့လက်ဖွားနဲ့လန်ယိုထိတွေ့ထားတဲ့အခါမှာတော့ထူးခြားတဲ့အဖြစ်ပြက်တစ်ခုဖြစ်ပွားခဲ့ပါတယ်ရှေးဘူးတို့ပြောခဲ့ဘူးတဲ့ရဲရင်တို့နဲ့တွေ့မှနိုးထွားမဲ့လျက်စီအလင်းဟာဂူးတကူလုံးကိုထိန်ထိန်လင်းသွားစေခဲ့ပါတယ်အာဒါပါလင်းလေငါမျက်လုံးနေမမြင်ရတော့ဘူးဒါငါအဖေပေးထားတဲ့လမ်းရဲ့အစွမ်းပဲမင်းလိုရုပ်မာတဲ့ဘီလူအတော့အဆုံးသက်ပဲကြော်ထမြန်ထငါတို့ဒီကနေထွက်ရမယ်ကြော်ပါတုံရီနဲ့မောင်မင်းတကယ်လာခဲ့တာပဲငါသိပြီးမှတ်နေတာတငယ်ချင်းနှစ်ယောက်လွတ်မြောက်ဖို့ကြိုးစားနေပေမဲ့ဘီလူကြီးဟာဒေါသနဲ့ချောင်းထွက်နေပါပြီသူဟာမျက်စိမမြင်ရပေမဲ့သူ့ရဲ့ထပ်မြက်တဲ့အကြားအယုံနဲ့မောင်တို့စီကိုအေယာမတ်ကြောက်တုံးကြီးတွေကိုပစ်ပေါင်းလိုက်ပါတော့တယ်။ဂူကြီးဟာတုန်ခါနေပါတယ်။ဘီလူကြီးရဲ့ဟင်းဟောက်တန်ကြောင့်ဂူအမုန့်ကကြောက်ဆက်ပန်းစဲတွေဟာမြားတယ်လို့အောက်ကိုလင်ကျလာပါတယ်။မောင်ဟာသူ့ရဲ့လှန့်ကိုဝှေရင်းရင်ကြော်ကိုဘေးကင်းရာကိုပို့ပေးနေရပါတယ်။
ဒါဟာတာမန်တိုက်ပွဲမဟုတ်တော့ပါဘူးဒါဟာအသက်ရှင်တန်ရဲ့အသက်ရင်းဆက်ရတဲ့ကံကြမ္မာတိုက်ပွဲပါဘီလူကြီးကမင်းကိုငါမလွတ်ဘူးလူသားလေးမင်းတို့ဒီကူတဲကနေအရှင်ထွက်သွားရမှာမဟုတ်ဘူးဒါပေမဲ့အစိုးဆုံးကအခုမှစတာပါဘီလူကြီးဟာဒေါသကြောင့်သွေးစာနေတဲ့မြိတ်စာဘရင်အသွင်ကိုပြောင်းလဲသွားခဲ့ပါပြီသူ့ရဲ့ခန္ဓာကိုယ်ကနေမဲမြောင်တဲ့အခိုးအငွေ့တွေထွက်လာပြီးဂူတကူလုံးကိုအမှောင်ချသွားခဲ့ပါတယ်ကျွတ်ကျော်ကမောင်မောင်ကဲပါအောင်တခုခုကငါ့ကိုဆွဲနေတယ်ကျွတ်ကျော်ဘဲမလဲကျွတ်ကျော်ရုတ်တရက်မောင်မောင်ရဲ့လှန်ကတုန်ခါလာပြီးထူးချမ်းတဲ့အတန်းတန်းကမောင်မောင်ရဲ့ခေါင်းထဲမှာပဲ့တင်ထပ်လာပါတယ်မောင်မောင်လှန်ရဲ့စီရင်ချက်အစွမ်းကိုတုံးချင်ရင်မင်းရဲ့အသက်ကိုရင်းရလိမ့်မယ်မင်းအဆင်ပြေပြီလားလှန်တွေကထွက်ပေါ်လာတဲ့အတန်ရှင်ကဘသူလဲမောင်မောင်ဟာသူ့တငယ်ချင်းကိုကယ်ဖို့အတွက်အသက်ကိုရင်းဝင်ပါမလားဘီလူကြီးရဲ့အမောင်ထုကိုမောင်မောင်ဘလို့ဖြိုခွင်းမလဲအပိုင်းနဲ့မှာပိုပြီးစိတ်ဝင်စားစရာဆက်လက်တည်ရှိပါနော်